ဟုတ်ကဲ့ပါနောက်ထပ်ကျွန်မထပ်ပြီးတော့ပြောပြချင်တာကတော့ recording လေးရဲ့ background music လေးကိုဘယ်လိုမျိုးထည့်မလဲဆိုတာလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့ဒီမှာ background music နဲ့ဒီ recording လေးတွေကိုဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျမဒီမှာ image လေးတစ်ခုယူနိုင်မယ်image ကိုယူတာဒီမှာကျမတို့မှတ်ထားမှာကကိုယ်စကားပြောမဲ့အချိန်ဒီ comment လေးရဲ့အကြောင်းအရာကဘယ်လောက်လဲဆိုတာကိုငါ animate တိုင်းဆွဲနေတဲ့အချိန်မှာပြောမှလားဒါမှမဟုတ်ဆွဲပြီးတဲ့အချိန်မှာပြောမှလားဆိုတာကတော့ကိုယ့်အကူစဉ်းစားပြီးတော့ချင်းချင်းတက်ဖို့လိုပါတယ်။ဒါပေမဲ့ဆွဲပြီးတဲ့အချိန်မှာပြောမယ်ဆိုလို့ရှိရင်ဒီရဲ့ pause time လေးကိုတိတိကျကျအချိန်ယူထားဖို့လိုပါတယ်။ဒီမှာကျွန်မ20 second လောက်ထားလိုက်မယ်။ sorry ပါ20 second လောက်ထားလိုက်မယ်။ထားပြီးတော့ဒီမှာ test image မှာသူ့ရဲ့နာမည်ကတော့သူမရဲ့နာမည်လေးကတော့ CC ပဲဖြစ်ပါတယ်20 second လောက်ပဲကျွန်တော်တို့ထားလိုက်မယ်ဟုတ်ကဲ့ပြီးတော့ဒီခုကိုဒီ whiteboard တစ်မျက်နှာမှာပဲ position နဲ့အတွက်ကျွန်တော် control လေးနဲ့ဆက်လက်မှတ်ပြီးတော့ set camera position ကိုထားလိုက်ပါမယ်ဟုတ်ကဲ့ကျွန်မတစ်ချက်လေးကြည့်ပါမယ်ဒါကတော့ recording မတွင်းခင်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ script ပုံစံလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ recording လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီပေါ်က voice recorder လေးလို့ဒီမှာကျွန်မတစ်ချက်ပြောပြချင်ပါတယ်အကယ်၍ကိုက script တွေမှာကိုအတန်ပါချင်တယ်ဆိုလို့ရှိရင် recording ပဲလုပ်ပါ background music ကိုနောက်မှပြန်ထည့်ပါနောက်မှဒီ video editing software လေးနဲ့ပြန်ထည့်ပါအဲ့လောက်လဲကျွန်မနောက် tutorial တွေမှာထည့်ထားပေးပါတယ်ဟုတ်ကဲ့ပါအခုကျွန်မ recording လုပ်ပြပါမယ်recording လေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ play script on record လေးကိုအမြဲတမ်း on ထားပါဘာလို့ဆိုတော့ကျွန်တော်တို့ဒီ script ကိုကြည့်ပြီးတော့ record လုပ်ရမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမှာဒီ import mp3 ဆိုတာကို recording ကြိုလုပ်ပြီးထားတာတွေရှိရင်လည်းရပါတယ်ဒီမှာ report လုပ်လိုက်လို့ရပါတယ်ညတော့အဖြစ်ကတော့ဒီ script တွေလုပ်တဲ့အခါမှာဒီ script ပေါ်မှာပဲ record လုပ်တာများပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီမှာ record လေးကိုနှိပ်လိုက်မယ်နေပြီးတော့ခဏဆောင်အောင်ပါမယ်3 2 1သူမရဲ့နာမည်လေးကတော့ CC ပဲဖြစ်ပါတယ် post လုပ်လိုက်ပါမယ်မလိုက်ပြီးလို့ရှင်ဒီမှာဒီလိုအတန်းလေးပေါ်လာပါမယ်တကယ်ကိုကမကြိုက်ဘူးမလို့ချင်းဆိုဒီမှာဒီခါလေးဖြတ်ပြီးတော့ပြန်တွင်းလို့ရတယ်ဒီမှာအတန်ကတော့ဒီမှာ recording တန်ကိုအကျယ်ဆုံးအမြင့်ဆုံးထားခြင်းလို့ရှင်နေရတယ် background music တွေလာအောင်ပါဆိုလို့ရှိရင်အမြင့်ဆုံးထားလိုက်ပါဒါဆိုရင်ကျွန်မဒီမှာပြန်သူမရဲ့နာမည်လေးကတော့ CC ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါပြီးလို့ရှင်ဟုတ်ကဲ့ပါအဲ့လို script ပြီးတော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့နားထောင်ကြည့်ပါမယ်ဒါ recording လုပ်ပုံလုပ်နည်းလေးဖြစ်ပါတယ်သူမရဲ့နာမည်လေးကတော့ CC ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်မခုနကဒီပုံလေးလောက်တာ post time လောက်တာကြာပါတဲ့အတွက်ကျွန်မစကားပြောတဲ့ခါမှာအကြာရက်နေရပါတယ်အဲကြောင့်မို့ကျွန်မပြောချင်တာကကို recording လုပ်မယ်အတန်ကဘယ်လောက်ကြာမလဲကိုရဲ့ script ကဘယ်လောက်လဲဆိုတာကိုချင်းချင်းပြီးတော့လုပ်ရမှာဖြစ်ပါတယ်ဒါကတော့ recording ထည့်ပုံထည့်နည်းလေးပဲဖြစ်ပါတယ်ကျွန်မဒီမှာ background music ပါထည့်ပြလိုက်ပါမယ်ဘယ်လိုမျိုးဖြစ်လဲဆိုတာကျွန်မပြပါမယ်ဒီ Bruno Mars လေးကိုကျွန်မရွေးလိုက်မယ်။ပြီးတော့ဒီမှာ background music အကျဉ်းဖွင့်လာတယ်။အဲ့ဒီအခါမှာကျွန်မတို့ဒီမှာတစ်ချက်ယူလိုက်ပြီးတော့ခဏဆောင်ပေးပါ။ကျွန်မတို့ play ကြည့်ပါမယ်။ကိုယ့်ရဲ့ recording တန်ရောဒီအတန်ရောပါလားမပါလားဆိုတော့ကျွန်မတို့ play ကြည့်ပါမယ်။
ဟုတ်ကဲ့ပါအခု play ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ recording တိုင်းပြောင်းနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်မကဒီ background music ကိုနောက်မှထည့်ဆိုတာကိုအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ဒီမှာအတန်လျှော့ရင်လည်းအဆင်မပြေပါဘူးလုံးဝကိုဒီမှာကိုယ့်ရဲ့ recording တန်လေးကပြောင်းနေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ tutorial ကတော့ဒီလောက်ပါပဲလောက်ဆိုလို့ရှိရင် recording လုပ်တာလေးရဲ့ background music ထည့်တာလေးတွေကိုနားလည်တော့ပေါက်သွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့ဒီမှာ background music တခြားဟာတွေထည့်ချင်နေရပါတယ်ကဲပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ကြပါအောင်